ဟိုးရှိရခင်အရှိတိုင်းရဲ့တဲကန်တာရမှုတော်ကြီးတကူမှာပေါ့နေဝင်ချင်းဈေးတိုင်းရဲ့ဘုံမှုတွေကြားမှာသူ့ကံကြမ္မာကိုသူ့ကိုယ်တိုင်တော့မသိသေးတဲ့လမ်းတရေလေးအလာတင်ဆိုတာရှိခဲ့ဘူးတဲ့အလာတင်ငါကမင်းရဲ့ပျောက်ဆုံးနေတဲ့ဦးလေးပါကွာလို့လိန်လေပြောဆိုပြီးအလာတင်ကိုမြို့ပြင်ကတိတ်ဆိတ်၆တွေ့တဲ့တောင်ကြားတစ်ခုစီခေါ်သွားခဲ့တယ်တောင်ကြားတဲ့ရောက်တော့စွန်းကိုဝေကထူးဆန်းတဲ့ခါရမဏန်ဒီကိုရွတ်ဆိုလိုက်တယ်ရုတ်တရက်ကြီးဆိုတဲ့အတန်းကြီးနဲ့သူမြေကြီးကဟက်တက်ခွဲပြီးနေဆိုင်နဲ့မြေအောက်လမ်းကြောင်းကြီးပေါ်လာပါတော့တယ်အလာတင်စင်းတော်ကြီးအောက်မှာမင်းမြင်တဲ့ရွှေငွေကြတဲ့နာတွေကိုယူနိုင်တယ်ဒါပေမဲ့တတိထားဘယ်အရာကိုမှလက်နဲ့မထိနဲ့ငါလိုချင်တာကဥယျာဉ်အလဲကတဲချင်းတင်နေတဲ့မိကွက်ဟောင်းလေးတစ်ခုလေးပဲအဲ့ဒါကိုသာငါစီယူလာခဲ့စွန်းကဝေရဲ့အတန်းမှာလောဘစိတ်တွေအတိုင်းသားပေါ်လွင်နေတယ်စိတ်ချရအောင်ဆိုပြီးသူ့လက်ညှိုးကလက်ဆွဲတကွင်းကိုပါအလာတင်ကိုစွတ်ပေးလိုက်သေးတယ်အလာတင်မြေအောက်ကိုရောက်သွားတဲ့အခါသူ့မျက်လုံးတွေကိုတော့မယုံနိုင်ဖြစ်သွားတယ်ရွှေနဲ့လှုပ်ထားတဲ့တစ်ပင်တွေပေါ်မှာပတညာညစိတ်အသီးတွေပြီးနေကြတယ်အယောင်တွေကမျက်စိချင်းမတလေးလိုက်နေတယ်အလာတင်ဟာလောဘစိတ်ကိုမနှင်းထင်းချုပ်ပြီးစွန်းကဝေမှားလိုက်တဲ့မိကွက်ဟောင်းကိုသာရှာယူလိုက်တယ်အပြန်လမ်းရောက်တော့စွန်းကဝေရဲ့စိတ်ရင်းမှပေါ်လာတယ်မိကွက်ကိုအရင်တောင်းတယ်အလာတင်ကအပေါ်ရောက်မှပြီးမယ်လို့ပြောတဲ့အခါဒေါသအကြီးကျယ်ထွက်ပြီးလိုင်ကူဝါကိုပိတ်ပစ်လိုက်ပါတော့တယ်ပုံအလာတင်ဟာအမောင်တူးထဲမှာပိတ်ပြီးသွားတယ်ပြီးကြောက်လန့်တကြားနဲ့လက်တွေကိုပွတ်တတ်ပြီးတဲ့အခါစွန်းကိုပေးထားတဲ့လက်ဆွဲလေးကိုမတော်တဆပွတ်မိလိုက်တယ်ချက်ချင်းဆိုလို့ပဲမိကိုဒီပူထွက်လာပြီးလက်ဆွဲဆောင်ဘလူးတကောင်ပေါ်လာတော့တယ်ဒီဘလူးရဲ့အကူအညီနဲ့အလာတင်ဟာမြေအောက်ကဘာကနေလွတ်မြောက်ပြီးအိမ်ပြန်ရောက်လာတယ်ဇလန်ရဲ့အထွတ်တရက်ကအိမ်ရောက်မှစတာအလာတင်ရဲ့အမေကညစ်ပတ်နေတဲ့မိကွက်ဟောင်းကိုယူပြီးတန်ချင်းရေးလုပ်မယ်လို့ပွတ်တိုက်လိုက်တဲ့အချိန်မှာပေါ့ကောင်းကင်ရဲ့အထီမြင့်မာတဲ့မိခိုးလုံးလေးကဘာမြေကြီးတုံခါသွားစေတဲ့မိုးချွေတန်လို့အတန်နဲ့ကြီးနဲ့အတူကြောက်မစရာကာယာဘလော့တွေပြေဆုံးတဲ့မိကွက်ဆောင်ဘလူးကြီးခပ်ပေါ်လာပါတော့တယ်မိကွက်ဘလူးရဲ့အကူအညီနဲ့တညတဲ့အံ့ဖွယ်ဖန်ဆင်းလိုက်တဲ့ရွှေနန်းတော်ကြီးကြောင့်ဘီရင်ကြီးတဘောကြပြီးတိုက်ပြည်ရဲ့အချောလာဆုံးမင်းသမီးလေးနဲ့လက်ထပ်ပြလိုက်တယ်အလာတင်မတိတ်တိတ်မှတီးသွားတဲ့စွန်ကဝေဟာဈေးသက်အယောင်ဆောင်ပြီးမိခွက်ဟောင်းတွေပြီးမိခွက်အသစ်တွေပြန်ပေးမယ်လဲကြမလားဟေ့ဆိုပြီးမင်းသမီးစီကနေမိခွက်ဟောင်းကိုလက်စားရယူကနန်းတော်နဲ့မင်းသမီးကိုအာဖရိကတိုက်စီရွှေ့ပြောင်းသွားခဲ့ပါတယ်။ကြံရစ်ခဲ့တဲ့အလာတင်ဟာလက်စွပ်ဘလူးရဲ့အကူအညီနဲ့နန်းတော်စီလိုက်သွားပြီးစွန်ကဝေအလစ်မှာမိခွက်ကိုစွန်စားပြန်ယူကစွန်ကဝေကိုအပြေတိုင်နဲ့ထုတ်လိုက်နိုင်ပါတယ်။နောက်ဆုံးမှာတော့နန်းတော်ကြီးကိုမူလနေရာပြန်ရွှေ့ပြီးအလာတင်တော်ဇနီးမောင်နှမပျော်ရွှင်စွာအုပ်ချုပ်သွားကြပါတယ်။ဒါကတော့တာမန်လန်းတရေကောင်လေးတယောက်ရဲ့ဘဝမော်ပညာလောဘအချစ်နဲ့တတိတရားတွေပေါင်းဆက်ထားတဲ့တထောင်အညာပုံပင်များတဲ့ကအာလာဒင်နဲ့မိကွက်ဆောင်ဘလူးကြီးဆိုတဲ့ဂန်နဝင်ပုံမြင်တစ်ပုဒ်ပဲဖြစ်ပါတော့တယ်